နာစရိယနေစဉ်တော်ရဆရာတော်ဘုရားကြီးကဏီနိဥပနိဗ္ဗာန်နဲ့သမထဝိပဿနာရှိမှဘွားများအားထုတ်တော်မူကြတဲ့သက်တော်ကြီးဝါတော်ကြီးသံဃာတော်ရှင်များနဲ့အမျိုးသားယောဂီအမျိုးသမီးယောဂီဒီဆွမ်းနဲ့စသဖြင့်အလုတကာဓမ္မအပေါင်းတို့ဒီကနေ့အားဆိုလို့ရှိရင်ဖြင့်ရက်60တရားစခန်းကြီးစခန်းသိမ်းအောင်ပွဲရောက်ဖို့ရက်20ခန့်များလားလိုပါတော့တယ်ဆွမ်းကဆုံးမတွေဝေယဝဆဆောင်ရတဲ့ပုဂ္ဂိုလ်ကြီးကျောင်းတကာကျောင်းမတွေရဲ့ကျေးဇူးကြောင့်မပင်မပန်းချမ်းသာသာနဲ့ဆရာတော်သံဃာတော်များယောဂီများသမထဝိပဿနာတရားတွေကြိုးစားပွားများအားထုတ်နိုင်ကြတာဖြစ်ပါတယ်ယေရှုရှင်နေစဉ်တော်ရဆရာတော်ဘုရားကြီးကတော့ကျမ်းမာရေးအရာခဏခိတမောင်းတောင်နေစဉ်တော်ရသို့ပြန်ကြွနေပါတယ်တရားစခန်းသိတဲ့အခါမှာဆရာတော်ကြီးကြွရောက်ချင်းရောက်ပါလိမ့်မယ်ဆရာတော်ဘုရားကြီးတောကြောင့်တို့ခိတခဏကြွရောက်နေတော်လဲပဲယောဂီတွေနဲ့တကွာတောဆောင်တာတောင်ဆောင်တာဒီအပေါ်မှာဒီစဉ်တော့ဆရာတော်ဘုရားကြီးကတော့အမြဲတမ်းလွှမ်းခြုံထားမယ်လို့ယောဂီတို့ယုံကြည်သင့်ပါယုံကြည်ထိုက်ပါတယ်ဆရာတော်ဘုရားကြီးခိတခဏတောရသူပြန်ကြွနေခိုက်မှာလည်းပဲမန္တလေးအသောတာယာမတိုက်ရွှေဘုဆရာတော်ဘုရားကြီး86နှစ်စောစောပိုင်းကရန်ကုန်တောင်မနောဘုရားဆရာတော်ဘုရားကြီးရှိမကဆရာတော်ဘုရားကြီးရွှေတောင်ဦးဆရာတော်ဘုရားကြီးများယောဂီတို့ရဲ့ထိတ်ကနေပြီးတော့သီလသမာဓိပညာမေတ္တာကရုဏာတွေနဲ့စွမ်းခြုံထားတော့လည်းပဲဥမကွဲတိုက်မပြည့်ချမ်းချမ်းသာသာနဲ့နော်ဆရာတော်ဘုရားကြီးများရဲ့မေတ္တာကိုခံယူပြီးတော့အားထုတ်နိုင်ကြတာပါနာဝန္တာဆရာကောင်းပါဆရာတော်များဖေဟာယောဂီများဖေဟာရပြီတော့နေစဉ်တော့ဆရာတော်ဘုရားကြီးရဲ့တပည့်များဖြစ်တဲ့လက်ထောက်ကမ္မဋ္ဌာန်းစရိယဥမန္တလဥကေလာသဓမ္မစရိယနဲ့ဆရာကိုဆွေ BSC တို့ဟာနေစဉ်တော့ဆရာတော်ဘုရားကြီးရဲ့အနိကလက်ကျတပည့်တွေဖြစ်ပါတယ်ကိုယ်တိုင်လည်းပဲသမထဝိပဿနာတရားတွေကိုအဝါဝါအားထုတ်ပြီးလကလာ10နှစ်15နှစ်ယောဂီတွေတသုတ်ပြီးတသုတ်နှစ်ပေါက်တယောက်မကြံအနိကဆရာတော်ကြီးစစ်ဆေးတာတွေမှတ်သားရတယ်မှတ်တမ်းတင်ရတယ်တရားပေးတာယူတာကိုအနိကသူတို့လေ့ကျက်ထားတဲ့ပုဂ္ဂိုလ်တွေဖြစ်ပါတယ်အရွယ်အားဖြင့်ငယ်ပင်ငယ်တော်ညာလည်းပဲဒီကဏီနိဥပနိဗ္ဗာန်မှာအပြည့်စုံရရှိတဲ့ပုဂ္ဂိုလ်တွေလို့ဆိုရမှာဖြစ်ပါတယ်ဗျာဥမန္တလဥကေလာသဓမ္မစရိယဆရာကိုဆွေ BSC စရှိသူတွေပေါ့နော်အခုဒီမှာလည်းပဲပြီးခဲ့တဲ့တရားစခန်းမာကျိုးစားအထုတ်ခဲ့တဲ့ဓမ္မစရိယသီရိပောကဓမ္မစရိယဆရာဥကိုဦးဆရာကိုရဲနဲ့အဲ့ဒီပုဂ္ဂိုလ်တွေကလည်းပဲကူညီပံ့ပိုးပြီးတော့ယောဂီတွေကိုလိုအပ်ချက်တွေတရားရှိမှမှုနဲ့ပတ်သက်ပြီးလိုအပ်ချက်တွေဖြည့်ဆည်းပေးနေပါတယ်မသိတာရှိရင်စိတ်ထဲမှာတန်ကြဖြစ်ရင်ယောဂီအချင်းချင်းမပြောပါနဲ့မဆွေးနွေးပါနဲ့အဲ့ဒီဆရာများကိုလျှောက်ထားပါတိုင်နေမှာကြားပြတော့မြန်မာနိုင်ငံသာသနာ့သမိုင်းကိုကြည့်မယ်ဆိုရင်ဟိုကျေးဇူးရှင်မဟာစီဆရာတော်ဘုရားကြီးစိတ်ခွန်မှာဂျပန်ခေတ်ကစပြီးတော့တရားပြတဲ့နေရာဆရာတော်ဘုရားကြီးကတရားပေးရုံပဲပေးလိုက်ပါဆရာတော်ကြီးရဲ့အကိုများဖြစ်တဲ့လေသမားကြီးဆရာကျွဲ့မျက်စိမမြင်ပါဘူးမြန်မာစာရေးတာဖတ်တတ်ရုံနဲ့ရှိပါတယ်ဆရာကြီးဆရာကျွဲ့နောက်ပြီးတော့ဆရာကျန့်ကတော့လူပြန်တော်အထိုက်လျောက်ဘုရားစာပေလည်းတတ်တယ်တရားလည်းပဲဆရာတော်ဘုရားကြီးရဲ့ညီတွေပါတရားလည်းပေါက်မြောက်ကြပါမာကြီးဆရာတော်ဘုရားကြီးထံမှာစိတ်ခွန်မှာအနေနဲ့အရရကကြမ်းတတ်ပေးတတ်ကြောင်းတိုင်းတိုက်ပိုင်းဆရာတော်ကြီးတွေဥမာရွှေစိတိဆရာတော်တို့ရွှေမင်းဝံဆရာတော်တို့ဘဂုတ်ဥပ္ပညဝဆရာတော်တို့အစရှိသူဖြင့်ကျမ်းတတ်ပေတတ်ဆရာတော်ကြီးတွေကိုယ်တိုင်ပင်လျက်မာကြီးဆရာတော်ဘုရားကြီးစီကတရားနီးခံယုံလေးခံပြီးတော့နေ့စဉ်တရားရှိမှတ်တဲ့နေရာမှာမျက်စိမမြင်တဲ့လေသမားကြီးဆရာကျွဲ့ဆရာတော်ကြီးရဲ့နောင်တော်ကြီးပါဆရာကြီးဆရာကျွဲ့စီမှာအစစ်စစ်ခံရပါတယ်ဗျာဒါလည်းပဲအန္တန်သာသနာ့သမိုင်းမှာဂုဏ်စရာကောင်းပါလေအဲ့လိုလူပုဂ္ဂိုလ်ကတရားပြနေတာလေပฏิပတ်တိသာသနာမှာအမှတ်သားစရာကောင်းပါလေ
အဲ့ဒီသာမတတ်တဲ့လူပုဂ္ဂိုလ်ခါမှာတရားနိခံနိုင်ရတဲ့ရွှေစီရီဆရာတော်ရွှေမင်းဝန်ဆရာတော်ဆရာတော်ဥညာနိဗ္ဗာန်နော်ဂျပန်ကိုတာဝနာပြုတဲ့စကိုင်းဘက်ကဆရာတော်ကြီးနော်ကျောင်းတိုက်တော့မေ့နေတယ်နောက်ပဲခူးကဆရာတော်ဥပညာဝါတကယ်ဆရာတော်ကြီးတွေဖျက်နော်ဒီဆရာတော်ဖျက်ကြီးတွေရဲ့နိဝါဒနိမာနဟာလေသာသနာသမိုင်းမှာချီးကျူးလောက်ပါတယ်ခင်ဗျာကိုနေတူပါပဲဆရာတော်ဘုရားကြီးကျမ်းမာရေးရမောင်းတော်မြေစင်းတက်ရဆိုခိတ္တခဏကြွကြတယ်ဩဥစဉ်လေးတွေဘဲလို့သဘောမထားပဲနဲ့တက်တော်86နှစ်ထိရွှေကိုဆရာတော်ဘုရားကြီးရှိန်ကဆရာတော်ဘုရားကြီးရွှေတော်ဦးဆရာတော်ဘုရားကြီးများဓမ္မကိုကာရဝပြုသောအဖြစ်အဲ့လိုလေးလေးစားစားနဲ့တရားကိုသင်ကြားပြီးတော့လျှောက်ထားတာကိုနာခံပြီးတော့ဆက်လက်ကျင့်ပွားတရားတွေတိုးတက်နေတာသိရတော့ဘုရားကြီးတို့အတိုင်းတူဝမ်းမြောက်ပါတယ်ဗျာဘုရားကြီးတို့လူတကာတွေလူပြန်တော်တွေမိုးပြအောင်တတ်ပါစာလည်းတတ်ပါတရားလည်းတတ်ပါဘုရားကြီးတို့အရာအထောင်ရှိပါစေယဟန်တော်တစ်ပါးလောက်သာသနာမှာအနည်းဆွဲရအောင်မဆောင်ရွက်နိုင်ပါဘူးဗျာဒါကြောင့်ဒီနေ့တော့ဆရာတော်ဘုရားကြီးကလည်းအရှင်ဘုရားများအဲ့ဒါတရားတွေကောင်းတာသမထာယဝိပဿနာကိုကောင်းတာကိုအမတန်ဝမ်းမြောက်အားရတော်မူပါတယ်ဗျာမမောနိုင်မပတ်နိုင်အမတန်ကျေနပ်တော်မူပါတယ်ဒါပြီးတော့ဆက်ပြီးပရိယာပါသေးတယ်မာဆရာတော်ဘုရားကြီးများရဲ့ဆရာတော်ဘုရားကြီးများနဲ့ခစ်ပြိုင်အနှဲငယ်တောင်စောတဲ့မောလမြိုင်မြို့ဝတတိခံတိုက်ဆရာတော်ဥပ္ပန္နဝရွှေကျင်ဆရာတော်မှာပထမမုံညင်းဆရာတော်မှာနိခံတယ်နောက်ရိုးရရနယ်ကြားမှာလှည့်ပြီးတရားပြနေတဲ့လူပုဂ္ဂိုလ်ဦးမင်းတင်လူပြန်တော်နဲ့တူပါတယ်ဆရာကြီးဦးမင်းတင်ထာမှာမောလမြိုင်မြို့ဝတတိခံဆရာတော်ဥပ္ပန္နဝတရားနိခံတော့ကျန်တဲ့ပုဂ္ဂိုလ်တွေကကဲ့ရကြတယ်တကယ်အကျော်လေးကဆရာတော်ကြီးလုပ်ပြီးတော့လူပုဂ္ဂိုလ်စီမှာကမ္မထမ်းတောင်းပြီးတော့ဆရာတင်ပြီးတော့ရှိပါလားအဲ့ဒါဆရာတော်ကအမေရှိပါတယ်အဲဒီပဒိပ္ပာမြို့ဝဆရာတော်ဆိုတာမာကြီးဆရာတော်မရှိတဲ့နောက်မဟာစီသာဝနာယုတာကြီးမှာအကြီးဆုံးပုဂ္ဂိုလ်ကြီးပါပဲနော်ရွှေကျင်ဆရာတော်ပါအဲ့တော့ဆရာတော်ဥပ္ပန္နဝကဘာပြန်အမိန့်ရှိလဲလို့ဆိုတော့ပြားဆိုတာခမုန်းခတ်တာစပယ်ကျက်ယုံခမုန်းခတ်တာမွေးကြိုင်တဲ့အပင်တွေကဝှည်လို့တာမဟုတ်ဘူးတစောင်းမင်းတို့ဇီးပင်တို့ကအပွင့်နေအည်တွေလည်းပဲဆူးရှိတဲ့အပင်ကအပွင့်နေဝှည်တွေကိုလည်းပဲစားတော့ရတယ်လို့ပဲတဲ့ပုဂ္ဂိုလ်ကိုမကြည့်ရဘူးဓမ္မတကယ်အရတာကိုကြည့်ရတယ်အဲ့တော့တို့တော့ဘသူတွေဘာပြောပြောဆရာကြီးဦးမင်းနေစီမှာတပည့်ခံပြီးတို့အားထုတ်တယ်ဟေးမှန်လိုက်လေဗျာဓမ္မခါဘဝဓမေဟွန်းတုတတာတော့ရှင်မဘုရားဘောတာတောက်လာခဲ့တာဒီချက်ဖြစ်ပါတယ်ဗျာနောက်ပြီးတော့ယင်ဘုရားအလောင်းတော်ဥထောင်းမင်းတိရစ္ဆာန်ကြီးကနေပြီးတော့ပိစိကဗုဒ္ဓအရှင်မြတ်ကြီးတောင်မှာတိရစ္ဆာန်ကြီးကနေပြီးတော့နိခံရတယ်ဟောဒီဟိုခေတ်မှာသရုပ်ကသံဃာနာတင်တော့မယ်ဆိုတော့နှုတ်ဝင်ဆောင်တဲ့ခေတ်ဒုဗိကန္တရကကြီးပြီးလို့ဆယ်လေးနဲ့တည်းနဲ့ဒုဗိကန္တရကကြီးဖြည့်စည်းလို့ပြိတ္တိကိုဘိုက်ပေါ်တင်ပြီးတော့ပိဋကတင်မရွတ်နိုင်တော့နှလုံးသွင်းနေကြရစိတ်ကြီးပြီးလို့နောက်တော့နှုတ်ကိုဆောင်မဲ့ပုံကိုယ်တွေပေါ်တော့မှမဟုတ်ဘူးအပညာတွေကလည်းနှုံနေလာကြပြီတရားတွေကလည်းနဲလာကြပြီအဲ့တော့ပေချက်အခရာတင်မယ်ဆိုပြီးတော့သဒုဋ္ဌတန်ခါကတင်ဖို့ပြင်ဆင်တဲ့အချိန်မှာနိတိပါဠိတော်ကြံဆောင်နိုင်တဲ့ပုံကိုရှာလို့မတွေ့ဘူးလေဆရာအဲ့ဒါနဲ့လိုက်တကြွလုံးပြေတကြွလုံးလိုက်စုံစမ်းတော့အဲ့ဒီနိတိဆောင်နိုင်တဲ့ပုဂ္ဂိုလ်ကတစ်ပါးတည်းရှိနိတိပါဠိတော်ကြီးနှုတ်အောင်ဆောင်တဲ့ပုဂ္ဂိုလ်တစ်ပါးတည်းရှိအဲ့ဒီပုဂ္ဂိုလ်ကဘာတူလဲလို့ဆိုတော့ဒုတ်သီလပုဂ္ဂိုလ်ဖြစ်အဲ့တော့ဉာဏ်ကောင်းတဲ့မောင်မစင်းတစ်ပါးရွေးချယ်နားချပြီးတော့နဲ့အဲ့ဒီမှာသွားပြီးတော့နိတိပါဠိတော်ကြီးသူ့စီကမှတို့မသိယူလို့ရှိရင်သာသနာမှာနိတိပါဠိတော်ကြီးကြောက်တော့မယ်ဟာရှင်ပြားဆိုတာစပယ်ကြုံကမုန်းခတ်တာဆိုတဲ့မှုကြိုင်တဲ့အပင်တွေကဝှည်တာစုပ်ရတာမဟုတ်ဘူးတစောင်းမင်းဇီးပင်ဆိုတဲ့အပင်တွေကလည်းပဲဆူရှိတဲ့အပင်တွေကလည်းစုပ်ယူရတယ်ငါရှင်သိခံပြီးတော့နော်၄၅လတော့သိခံပြီးတော့သင်ယူပါဒုတ်သီလမရှိတဲ့ပုဂ္ဂိုလ်မာတုကာမနဲ့နေတဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်စီမှာတော့တစ်ဖက်ခံပြီးတော့နိတိပါဠိတော်အာကုန်နှုတ်တဲ့ခုလိုစာရက်တွေနဲ့ရေးရတာမဟုတ်ဘူးနော်ခြေကချပြီးနောက်ကရွတ်ဒီလိုနှုတ်တဲ့ချပြီးတော့သင်ယူခဲ့ရနိတိပါဠိတော်ကြီးလည်းသင်ပြီးရောဆရာကိုဘာပြုတဲ့အခါတော့နှုတ်ဆက်တဲ့အခါတော့ကတဲ့အောက်ကမာတုကာမထွက်သွားတာတွေ့ရတယ်သာသနာတော်မှာတပည့်တော်ပုဂ္ဂိုလ်ဗราဏာမထ
ဓမ္မကိုလေးစားသောအပြင်သာသနာကိုဆောင်ရွက်ခဲ့ကြတယ်ဘယ်လိုနော်ခုကလည်းပဲဆရာတော်ဘုရားကြီးများခုလိုပြီးခံပြီးတော့ဆောင်ရွက်နေတယ်ကြားပြီးတော့ဝမ်းမြောက်လုံးလို့ကျေးဇူးတင်လုံးလို့သာသနာမှာလည်းအရှိသဖြင့်ဒီသမိုင်းကြီးကြံစည်ချင်လုံးလို့ကြားပြီးတော့ဝမ်းသာလို့လျှောက်တာဗျာအဲ့တော့ကြားပြီးတော့ဒီကုန်းချုပ်ပါမယ်ဗျာမန္တလေးလေးပြင်လေးရစီတော်ကြီးလှည့်ပြီးတော့စင်ပေါ်မှာမင်းလူတွေမင်းစိတ်တယောက်ကပရရှိပရိုက်ဥသုံးချိန်တိုက်ပြီးတော့တိုင်းသူဒီသားလူများတို့လေအမိန့်တော်ပြန်တဲ့အခါမှာလေးပြင်လေးရရှိတဲ့ပုဂ္ဂိုလ်တွေကမင်းလူတွေနဲ့စီလဲတဲ့နေရာမှာနီးလာလို့ရှိရင်ဒုတုတ်ပြီးတော့လမ်းဘေးကလက်အုပ်ကလေးတွေခြိနေကြတယ်ဗျာနော်ကိုစီကိုငါဂရုဓမ္မ၅ပါးသီလမြဲကြရမည်မိဘဆရာသမားတို့ကိုလေးစားရမည်မင်္ဂလာတရားတော်နဲ့အညီနေထိုင်ကြရမည်အမိန့်တော်ဂရုဓမ္မပြန်နိုင်အဲ့တော့အမိန့်တော်ပြန်နိုင်ဒုတုတ်လက်အုပ်ခြိပြီးတော့နာကြတယ်ဗျာအဲ့တော့ဒီအမိန့်တော်ကမင်းစေမင်းလူလင်ကပြန်တဲ့အမိန့်ပဲမင်းလူလင်ပါဇက်ကထွက်တဲ့ဟာပဲဒါပေမဲ့လို့တကယ်အမိန့်ကရှင်မင်းရဲ့အမိန့်ပါလားတနည်းအားဖြင့်ပြောရင်မြတ်စွာဘုရားရဲ့မိန့်ခွန်းတော်ပါလားမင်းစေလူလင်ကိုမမြင်တော့ခဲ့နဲ့ဟောဒါဘုရားရှင်မင်းတရားကြီးရဲ့အမိန့်တော်မြတ်စွာဘုရားတကယ်အရိယာသူတော်ကောင်းတို့ရဲ့စကားတွေဖြစ်ပါကလားဆိုပြီးတော့အလေးနဲ့ခံယူပြီးတော့လိုက်နာကြတယ်လို့သူတို့လိုက်နာကြတာတွေ့ရတယ်တွေ့ကြားပြီးတော့များအတိုင်းပြီးဝမ်းလာပါတယ်ဗျာနော်နောက်ပြီးတော့တရားတွေလည်းအမှန်ကောင်းကြပါတယ်ခုသူပြည်နတ်ပြည်ဓမ္မပြည်တွေမှာကနဂါကြီးခလုံးပြည်အထိအားလုံးထူးကြရတယ်ဆိုတော့ပြောရင်မယုံနိုင်တဲ့တရားတွေခုကိုယ်လေးဖြစ်ကြပါပြီဗျာနော်အဲ့တော့တတိမြဲရာပထမဒုမှာရှိတိုးသည့်လုံးစုံလင်းရာတ၌သာစမှငင်းစေသည်ဆိုတဲ့အတိုင်းအခုတတိမြဲရာပြီးခဲ့ပြီဒုမှာရှိတိုးသည့်ပြီးခဲ့ပြီလုံးစုံလင်းရာတ၌သာပြီးခဲ့ပြီဗျာစက်ကြောက်လာတစ်ခုလုံးလင်းချင်းခန္ဓာကိုယ်တစ်ခုလုံးဖန်တုံးမှန်တုံးကြီးတစ်ဖွဲဒီလိုပတ်ဘူးလားဟုတ်လားဦးကျော်သားဝင်လာတယ်ဗျာဦးချစ်ထွေးတို့နော်ဦးညော့ဆန်တို့နော်အားလုံးတရားတွေကောင်းကြတော့ဝင်လာတယ်ဗျာနော်နောက်ငင်းစိတ်မယ်နော်ပတ်တံဗျာကာသင်္ခါရအဲ့ဒါဇံဝင်စားတာပါဗျာနော်အဲ့နေရာမှာဝိတ္တဝိสารပိရိတုကဆိုတဲ့ဇံဟာတွေတစ်ခုတစ်ခုဖြစ်ပေါ်လာတယ်ဆိုတော့လည်းအားမရှိသေးဘူးဆက်ပြီးတော့တရားကောင်းတဲ့နမိတ်ကောင်းတဲ့အားကောင်းတဲ့ပုဂ္ဂိုလ်များဆိုရင်အပ္ပနာတဲ့ရောက်သွားနိုင်တယ်ဗျာရောက်လည်းရောက်ကြပါဆရာတော်ဖျားကြီးကတော့ဘာမှအမိန့်ရှိပါဘူးငိမ့်စေပြီပတ်တံဗျာကာသင်္ခါရဟုတ်တော့လေအမတန်ချမ်းသာတာပဲအာကာရိလင်္ကနာကာရပတ်တံဝိယကောင်းငင်မှာတင်းမြင်ဖွေပြီးနေရတယ်လို့ဥရောသားအဲ့လိုမဟုတ်ဘူးလားအေးဗျာနော်ဒေါခင်ထွေးနော်အဲ့လိုမဟုတ်ဘူးလားဟုတ်တယ်ဆရာမကြီးဒေါခင်ဝင်းတို့နော်အမှန်တရားတွေကောင်းတယ်ဒီကသားတွေလည်းနော်သူတွေလည်းဥတန်ထွန်းတို့နော်ကြိုးစားပြနော်အမွေပေးတာကြကြိုးစားကြကိုရင်တို့ကဖြန့်ချရမှာနော်ဟောဒီဘက်ကဆရာလေးတွေဟုတ်ပြီလားအမှန်ကောင်းတယ်အမှန်ဝန်သားဆရာကောင်းတယ်ဟိုဘက်ကသမီးတွေနော်အဲ့တော့ပတ်တံမြာကားတဲ့ခါကငင်းစိတ်ပဲပြီးတဲ့အခါတော့တမထသိမ့်ပြီနော်လူပြည်နတ်ပြည်ဗမာပြည်နဂါပြည်နောက်ဆုံးငရဲပြည်အထိပေါ့နော်မြတ်စွာဘုရားရှင်ရဲ့ဓာတ်တော်ငွေတော်တွေဘယ်လိုလုပ်ပြီးဖူးလို့ရပါလိမ့်မယ်တို့နော်ဟုတ်လားအဲ့တော့အဲ့ဒါဒီကနေပြီးတော့ဖူးရတယ်ဆိုတော့ပြောလို့ယုံနိုင်ကြမရှိဘူးအဲ့တော့အဲ့ဒီဖျားဖူးရတဲ့တမထရဲ့တန်ဖိုးကတသိန်းလောက်ပဲတန်တယ်ဆိုကြပါစို့ဟောရုပ်ဆိုပြီးတော့ရှုတဲ့ဝိပဿနာကသိန်း100သိန်း1000မကဘူးတန်တယ်ဖျားအဲ့ဒီတမထတွေကိုအဲ့လိုတစ်ဆင့်လက်ကျင့်ပေးတာကအမောလည်းပြေးစေဖို့စိတ်လည်းအညောင်းဖြေစေဖို့အညောင်းဆတ်နိုင်ဖို့ကုသိုလ်တရားတွေလည်းဖြစ်ပွားစေဖို့တမာတိတွေလည်းလိုအပ်တဲ့စံချိန်အထိရင့်စေဖို့အဲ့ဒါလိုလက်ကျင့်ပေးခဲ့တာဒီတမာတိတွေလက်ကျင့်တာကအဲ့ဒီရုပ်တိဆိုတဲ့ဒီဝိပဿနာကိုသွားဖို့ဖြစ်ပါတယ်ဝိပဿနာမှာကြိုးစားပြီးရှုပါကြပါဗျာနော်အားလုံးတရားတွေလည်းကောင်းတဲ့တော့ဝင်လာပါတယ်ဆရာတော်တန်ကတော့ရှင်နေသူများဗျာကြားကြတော့တာမညဖလားတော့ရသော်ဖျားရှင်ကိုရောမြတ်ကြီးသဆောင်ဟုံးလာမှာငါးချိန်နေမှာဟောတဲ့တာမညဖလားတော့တာပထမဆုံးသုလသီလမေဇိမသီလမဟာသီလသီလတွေပဲဦးစားပေးပြီးခေါ်ပါလေဗျာနောက်ဒုတိယသမထပထမဇန်ဒုတိယဇန်တတိယဇန်အဘိဓိ၅ပါးဒါတွေနဲ့တော့ဆိုဗျာသမထကိုအရင်ထူတော်မှုစိတ်တံပင်ညင်းစဘာဝယံဆိုတဲ့အတိုင်းသမထတွေအများကြီးဟောတယ်ဗျဆရာတော်များသိတဲ့အတိုင်းမှာဝိပဿနာရောက်တဲ့အခါတော့အယံကာယောရူပိမာတာပိဋိကသံဘောသာတုမဟာပိဗုဒ္ဓိကောမာတာပိဋိကသံဘောဩရဏကုံမာသူပစယောအနိစ္စသာရဏပရိမဒနာဝိဒန္တဓမ္မောဒါလေးပဲဟောတယ်ဗျအဲ့ဒါလေးကဝိပဿနာတဝက်ကြတဲ့ပါတယ်ဗာမြတ်ဖလားတော့
သို့တော့ဒါလေးကလည်းတလုံးချင်းဆင့်နေဆိုရင်အယံအတိတ်ပဲသွားတယ်ဗျာမြတ်စွာဘုရားဒီလောက်ပဲဟောတာပါဣဒိသပနာမေဝိညာဏံဣထပိတံဣထပတိဗတ္တံတိဒါကနာကိုပြောတာပါဗျာစိတ်ကလေးကိုပြောတာအဲ့ဒီစိတ်ကလေးဟာခန္ဓာကိုယ်ကြီးဟူသောရုပ်မှာပြီးတွယ်နေတယ်ခန္ဓာကိုယ်ကြီးဒီရုပ်ရူပီမမြဲတဲ့သဘောရှိသောရုပ်ဇာတုမဟာဗုဒ္ဓကောဓာ၄ပါးရှိတယ်မာတာပိဋိကသံမောအမိဖတို့ကြောင့်ဖြစ်တယ်ဟောဒါကပစ္စယပရိက္ခဉာဏ်ကိုပြတာပါဗျာဩရဏကုံမာသူပစေယောထမင်းမုံငါးသားတို့ကြောင့်ဆက်လက်ရှင်တန်ကြီးထွားရနေရပေ၏ဟောဒါကအဝိဇ္ဇာဏဥပါဒံကံအာဟာရဆိုတာအာဟာရပစ္စုပန်ထောက်ပံ့ကိုပြတာတလုံးချင်းစစ်ကြည့်ရင်အမှန်တန်ကြည့်ရစရာကောင်းတယ်ဗျာအနိစ္စဓမ္မောဟောဒီခန္ဓာကိုယ်ကြီးအမြဲတမ်းထမင်းမုံငါးသားတို့နဲ့အမြဲတမ်းခွန်ကျွေးစောင့်ရှောက်ခဲ့တော့လည်းပဲအနိစ္စဓမ္မောမမြဲတဲ့သဘောဥစ္စာရဏပရိမတ္တသဘောဓမ္မောအမြဲတမ်းစုံနေယူရပေးရတဲ့သဘောရှိတော့ခန္ဓာကိုယ်ကြီးယုတ်တရားကြီးဘယ်လိုပဲယူရကြွေမွေပြုစုစောင့်ရှောက်တော့လည်းပဲဝိဓန္တနာဓမ္မောနောက်ဆုံးတော့ပြိုကွဲပြည့်စည်ရင်သဘောရှိတဲ့ခန္ဓာကိုယ်ယုတ်တရားကြီးဣဒင်္စပနာမေဝိညာဏံမေငါဤဝိညာဏအတိတ္တဆိုတဲ့စိတ်ကလေးဒီနန္တရားသည်ဣထဤခန္ဓာကိုယ်မမြဲတဲ့ယုတ်တရားကြီးမှာနိဗ္ဗိတံမြည်နေပါပြီဣဒင်္စပနာမေဝိညာဏနိဗ္ဗိတံအဲ့တော့မြတ်စွာဘုရားတမညဖလားတုတ်ကြီးအကျယ်ကြီးခေါ်သွားပြီမယ်လို့ဝိပဿနာရောက်တော့အဲ့ဒီတဝက်ကြလေးတွေပါတယ်ဗျာအဲ့တော့ပထမဇန်ဘလို့ချမ်းသာတယ်ဒုတိယဇန်ဘလို့ချမ်းသာတယ်ဥပမာတွေတယ်နော်အယံကြည်နူးစရာကောင်းတယ်ဗျာရွှေတော်ဆရာတော်အယံစိတ်ဝင်စားနေတယ်လို့ထင်ပါတယ်အဲ့ဒါတွေဆက်လက်အကောင့်ထဲပေါ်ပြပါဗျာမြန်မာပြည်သာသနာမှာသမထတွေ꿰နေတယ်ဗျာဇန်ပင်ကြီးတွေဆိုတာစမ်းပြီးတော့မမျှော်နိုင်အောင်ဖြစ်တယ်ဒီခေတ်မရတော့ဘူးလို့ဒီလိုလက်မြောက်နေကြတဲ့အချိန်မှာလေစင်တရားတော်ရဆရာတော်ဖျားကြီးလမ်းခင်ပေးလိုက်ပါပြီဗျာလုံးလာဝိရိယတရားတရားသာသနာအရှိမျှော်တဲ့အသိဉာဏ်တရားကြီးမှတော်မူကြတယ်ဆရာတော်ဘုရားများဆက်လက်ကြိုးစားဖြာသွားနိုင်ပါစေဗျာအားလုံးယောဂီများအားလုံးအနုပါဒပရိနိဗ္ဗာန်တဖန်မဖြစ်ချင်းလို့ဆိုတဲ့အနုပါဒပရိနိဗ္ဗာန်ကိုစီတန်ကြသဖြင့်ကာမဝကိလေသာဝိပါကဝတ္တိဟုသောဝမိဘုံကြီးအပြည့်တဲ့ငြိမ်းအောင်သမထဝိပဿနာတရားကြီးကိုဆက်လက်ပွားများအားထုတ်နိုင်ကြပါစေဗျာ